အရန်တန်လုံးလို့အခုချက်ချင်းပြေးဝေခြင်းစိတ်ပေါက်သွားစေမဲ့ Noble Create Ecomind Condo ဈေးနှုန်းသက်သာပြီးလူစိတ်ဝင်စားမှုများနေတဲ့ Noble Create Ecomind Condo ကနယူးယောက်မြို့မှာရှိတဲ့ Central Park ကို inspiration ယူပြီးဆောက်လုပ်ထားတာဖြစ်ပါတယ်။ Starting price 2.6 million ဘတ်လောက်ကနေစတင်ဝယ်ယူနိုင်မှာပါ။ပါဝင်တဲ့ facility တွေကတော့အပြင်းပြေပဲဖြစ်ဖြစ်ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်လမ်းလျှောက်လို့ရမယ့် Cree Walk Bird Watching Tower ကလေးတွေအတွက် outdoor ကစားကွင်း play lawn တကြဝန်းရှိတဲ့ Oasis Gym လှပတဲ့ရှုခင်းကိုနောက်ခံထားတဲ့ Pool View Co Kitchen ဘီလီရဲ့ချက်ကစားရတာကြိုက်တဲ့သူတွေအတွက် Game Room ကလေးတွေအတွက် Indoor ကစားကွင်း Kick Club မီတာ50အရှိရှိတဲ့ Gardenia Pool ကျယ်ဝန်းပြီးခန့်ညားထည်ဝါတဲ့ Lobby အေးစစ်စစ်ထိုင်ပြီးစကားပြောလို့ရမယ့် Wisdom Lounge ခဏတစ်ဖြုတ်တရေးမိပြီးအနားယူလို့ရမယ့် Napping Area ဝါသနာပါရလေးတွေလုပ်ရင်အနားယူလို့ရမယ့် Crab Room အောက်တော့မှာရှုခင်းကြည့်ရင်အလုံးလုံးမဲ့သူတွေအတွက် Co-working Space စာဖတ်ရတာကြိုက်တဲ့သူတွေအတွက် Create Lobby Photographer တွေအတွက်ဘတ်စုံသုံး Flex Studio Vlogger တွေအတွက် Indoor Vlogger Studioတာဝါ9ခုပါဝင်တဲ့ high rise ကိုနိုမျိုးစားဖြစ်ပြီးအနီးနားမှာအဆင့်မြင့်အိမ်ယာတွေပဲရှိရဆိုတော့ view block ဖြစ်တာမျိုး air block ဖြစ်တာမျိုးတွေလည်းမဖြစ်စေပါဘူးလူကြီးမင်းတို့အနေနဲ့ Noble Create Ecomind Condo ကိုစိတ်ဝင်စားလို့အခန်းကြည့်ခြင်းနဲ့ဆိုရင်တော့ဟာမိုစာမြန်မာကိုအမြန်ဆုံးဆက်သွယ်နိုင်ပါတယ်